Hello အားလုံးပဲမင်္ဂလာပါ channel လေးကနေပြီးတော့ကြိုးစိုးလိုက်ပါတယ်ခုဒီနေ့တော့ reading လေးလုပ်ပေးမယ်လို့စိတ်ကြည်နေရတယ်ကျမသွားခဲ့ဆက်လောက်ကြည့်ပေးမယ်ဘာရှိလဲစာတိုးOkay Ace energy ရနော် still haunting. What? The ace got. Okay. There's a new direction. Okay. Ace energy ပဲရပါဘောနော် block ထားတာလေးတွေ့ရသူက move on ဖို့အတွက်ကိုအရန်ကိုစူးစမ်းနေရတယ်သူ့စိတ်ထဲမှာအားတင်းပြီးတော့ဒီအခြေအနေကြီးကို situation ကိုပြောင်းလဲဖို့အတွက်စူးစမ်းနေရတယ်ဒီ Ace ရဲ့စိတ်ထဲမှာဆိုတော့သူကအရန်တရိယာနေတယ်တင့်ကိုအရန်တရိယာနေတာထက်ဒီ memories တွေကသူ့စိတ်ထဲမှာဖျောက်ဖျက်လို့မရဘူးပေါ့နော်တင်နဲ့အတူရှိခဲ့တယ်သွားခဲ့လာခဲ့စားခဲ့တဲ့အရန်စဉ်းစားလိုက်တိုင်းသူ့စိတ်ထဲမှာနှွေးထွေးသွားတယ်အထူးသဖြင့်အတူနှီးနှောခဲ့ဆိုရင်ဒါတွေကသူ့အတွက်အရန်တရိယာစရာဖြစ်ခဲ့ရပေါ့နော်အဲ့လိုလေးတွေ့ရတယ်ဒါပေမဲ့သူကထူးဆန်းနေသလားတော်တော်sorry ဒီမှာတော့မရွေးချယ်တာပဲတွေ့ရပါတော့သူက move on လုပ်ဖို့စူးစမ်းနေတဲ့အပိုင်းကိုပဲတွေ့ရတယ်တင်းစီပြန်လာဖို့စူးစမ်းနေရတယ်မတွေ့ရဘူးဆောနာကြည့်လိုက်တာလည်းသူက new energy new love energy တွေ့နေပြီလိုက်နေပြီ new love ကိုလည်းလိုက်နေပြီရသလောက် 80% လောက်ရနေပြီဆိုတော့သူအဲ့ new love နဲ့ပဲ go on သွားဖို့တော့များတယ်ဒါပေမဲ့ तू ကသူ့ကိုသူလိမ့်နေရတလား self sabotage လုပ်နေအောင်တွေ့ရတယ်ဒီ connection မှာဘာလို့တင်းခံထားရလဲမသိဘူးကျွန်တော်မြင်တာတော့သူ့စိတ်ထဲမှာပြန်မလိုက်ချင်ဘူးကွာတလား let it be ပေါ့နော်ထားလိုက်ပါတော့ဒီရောက်ပြန်မစကြတော့တင်နဲ့ပတ်သက်လို့သူ့စီမှာကြံတဲ့အကြောင်းအရာတွေက mix feeling တွေဖြစ်နေရပေါ့နော်နားတဲ့အပိုင်းကလည်းအရန်နာသွားခဲ့ပြီနားတဲ့အပိုင်းကဘယ်လောက်ထိနာလဲဆိုရင်ဒီအကြောင်းပြန်မတွေးကြလောက်တဲ့ဒီဝမ်းနဲ့ကြေကွယ်နားကြည့်ပြီးသွားတယ်အထူးသဖြင့်စကားလုံးတွေပေါ့နော်လမ်းခွဲကန်ဒီပြောခဲ့တဲ့စကားလုံးတွေကသူ့အတွက်လုံးဝဒါပြီးပြီ doneသူဒါမျိုးနောက်တစ်ချိန်မလျှောက်တော့ဆိုရင်စိတ်မျိုးဖြစ်တယ်သို့တော့အဲ့တော့သူကရောက်ဒီ life ကိုဒီ relationship ကိုသူ break up မယ်ပေါ့အဲ့လိုလဲစူးစမ်းပြီးတော့သူသွားခဲ့တာတို့တော့ဒါပေမဲ့သူကိုသူလိန်နေရသလားသူဘလုံးမတင့်ကိုစိတ်ထဲမှာမေးလို့မရဘူးလုံးဝမေးလို့မရဘူးတေးချာအဲ့လိုမေးလို့မရလေတင်းနဲ့ပြောခဲ့ပြောရွှင်ခြင်းတွေကိုသူတတိယလေးသူ့စိတ်ထဲမှာပို့ပြီးတော့စိတ်ဖီစည်းလာလေအဲ့ဒါဆိုရင် तू ကအဲ့နောက်တစ်ယောက်ကိုပို့ပြီးတော့ intentionally กว่าခံစားချက်ကြီးမပါဘဲနဲ့အတင်းဂယူးဆိုင်ပြီးတော့တင့်ကိုမေ့အောင်လို့ငိုင်းအစားထိုးနေရတယ်တွေ့ရတယ်ဆိုတော့တင်မလိုက်တာနော်ကျင်းသွားခဲ့ကြည့်ရအာ really ရလေးဝိုင်းဆိုတော့အသေးစားတစ်ခုကတော့သူ့ရဲ့မတိစိတ်အစိတ်ပိုင်းလေးတေးလေးရပါတင်းတဲ့တငယ်ချင်းအဖြစ်ကနေပြီးတော့ပြန်ပြီးပတ်သက်ချင်တယ်တငယ်ချင်းအဖြစ်ကနေပြီးတော့ပြန်ပြီးစားတင်ချင်တယ်အနည်းဆုံးတော့တင်းတဲ့အဆက်အသွယ်မပြတ်ချင်ဘူးစကားတော့ပြောချင်တယ်သူတင်းတဲ့စကားပြောချင်တယ်တိုင်ပင်ချင်တယ်တင်းအကြောင်းသိချင်တယ်ပြီးတော့ကြောင့်သူ့ကြောင့်လည်းပြောပြချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရောတွေ့ရတယ်အဲ့ရမတဆက်သူအရန်ချစ်တယ်သူစိတ်ထဲမှာရှိနေသေးရဲ့အရာတွေကိုတော့သူကဖုံးကွယ်ထားလိုက်ပြီအဲ့ရောတင့်ကိုဘယ်တော့မှပြောပြမှာမဟုတ်တော့ဘူးเนาะခု tarot ကိုလာကြည့်ရတဲ့သူတွေကတော့အတိုင်းတာတစ်ခုတည်းသိသွားလိုက်တယ်ပေါ့တော့သူကတော့တေးချာဘယ်တော့မှပြောပြမှာမဟုတ်တော့ဘူးဘာသူ့ကြည့်ရတော့ကျွန်တော်ဒီမှာမြင်တာတော့နည်းနည်းလေးတော့စိတ်အလိုမကျတတ်တဲ့သူ type တွေမှာပါတယ်နည်းနည်းပေါ့နော်ဘယ်လိုပြောတခုဆိုရင် bad feelings ချက်ချင်း depression ရသွားတာတို့စိတ်က negative ဖတ်သွားတာများတယ်သူကလေတခုဆိုရင်ဖြစ်ပါဘူးတော်ပြီးဆက်မလို့တော့အဲ့လိုမျိုး vibe လေးတော့တွေ့ရတယ်ဆိုတော့တဲ့လိုလူမျိုးတော့သူကနောက်ထပ်တွေ့မှာမဟုတ်တော့သိချင်သူ့အရှမ်းသားလေးပေးပြီးတော့အကောင်းမြင်ပေးရဲ့ positive vibe ကသူ့ဘဝမှာအခုလောဆယ်ရှားမနေဘူးပေါ့နော် next relationship ကတော့ဒီမှာမြင်နေရတယ် next relationship ကအရန် stable ဖြစ် smart ဖြစ်ပြီးတော့ခက်
တန့်ထွက်နေတဲ့သူတယောက်ပဲသူအခုလိုက်နေတာတွေ့ရတယ်တန့်ထွက်နေရပဲသူ personality ကြည့်လိုက်တာ ਨੇ တန့်ထွက်နေရပြီးတော့အရန်ချမ်းသာရယ်ငွေကြီးကိုယ်တိုင်ရှာနိုင်တဲ့ stable ဖြစ်ပြီးတော့ခက်အေးအေး type မျိုးသူလိုက်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့နည်း high class တဲ့ရပဲသူလိုက်နေတာဆိုတော့ okay let it be so overall connection 3 of swords I'm sorry to say that 3 of swords နဲ့ 8 of swords နဲ့ဆိုတော့ဒါလေးကတော့ sad story လေးပေါ့ sad story လေးလူတိုင်းမှာ X တွေရှိကြတယ်လူတိုင်းမှာကမခွဲချင်မဲနဲ့ခွဲလိုက်ရတဲ့ X တွေရှိသလိုစိတ်ကုံလုံးစိတ်ပြတ်ပြီးတော့ခွဲလိုက်ရတဲ့ X တွေရှိရတော့တိုးတော့ဒါကတော့လုံးဝသစဉ်းစားလိုက်တိုင်းနာကြီးစရာတွေကြီးပဲပေါ်လာပေမဲ့တတိယချင်းတွေကိုလည်းလက်မလွတ်နိုင်တဲ့အရာလေးတစ်ခုပေါ့နော် just စာမျက်နှာ15 memories လေးပါပဲဆိုတော့ဒါလေးကိုတွေ့ရဲဆိုတော့ what's next ပေါ့နော် what's next ကကျွန်မတပတ်ပြန်လဲပြီးတော့ဒီ X နဲ့ဘယ်လိုဖြစ်လာမှာဘာလို့ဆိုတော့သူစီမှာလည်းကိုယ့်အတွက် emotions တွေကောင်းတာလေးကြံနေသေးရဆိုတော့ကိုကရောသူနဲ့ what's next ပေါ့နော်ဒီလူနဲ့ဒီဘဝမှာကန်ဆက်ဖို့ပြန်ကြုံမှာလား okay မကြုံတော့ပါဘူးပေါ့နော်မကြုံတော့ပြီးသားပြီသူနဲ့ကိုနဲ့ဇလန်ပြီးသားပြီသူက next life နဲ့သူကပျော်ရွှင်တော့မှဖြစ်ပြီးတော့ကိုကလည်းကိုအချက်သိရပြီးတော့အောင်မြင်တော့မှဖြစ်တယ်ပေါ့နော်ကိုကတသက်စီပဲ okay ဒီ reading လေးကိုကြည့်ရတဲ့သူတွေကextra message နေနဲ့သူကအောင်မြင်မှာ popular ဖြစ်မှာအရန်အောင်မြင်မှာလို့တွေ့ရတယ်အဲ့ခါကျလိုက်တဲ့သူတွေဝိုင်းဝိုင်းလဲနေမှာ Ace of Wands and Ace of Cups ချစ်တဲ့သူတွေအရန်များနေတဲ့သူတွေကကိုယ့်အချစ်ဆုံးသူနဲ့ပဲဆက်ပြီးတော့တွားပြလိုက်မယ်ကိုယ့်တက်ငယ်လိုက်မယ်ငယ်တာမှ10နှစ်ဒါမှမဟုတ်လေတော်တော်လေးကိုငယ်တဲ့ vibe မျိုးလေးရတာပေါ့နော် okay maybe နိုင်ငံခြားကလည်းဖြစ်နိုင်တယ်နိုင်ငံခြားဖြစ်နိုင်တယ်လို့ long distance relationship လည်းဖြစ်နိုင်တယ်ဆိုတော့ဒါမှမဟုတ်လေ foreign vibe မျိုးလေးရတဲ့သူမျိုးပေါ့နော် okay အရန်ကိုချစ်ပေးလိုက်မယ်နည်းနည်းလေးသူကနည်းနည်းလေးစိတ်ကောက်တတ်တယ်စိတ်ကောက်တတ်ပေမဲ့သူကအဲ့လိုမျိုးစိတ်ကောက်ပေမဲ့အဲ့လိုသူစိတ်ကောက်တာကိုချစ်စရာလေးဒီလား nice love လေးရလေ okay တချို့တွေကလည်း dream flame vibe လေးရတယ်ဆိုတော့အခုဒီ reading ကြည့်နေတဲ့သူတွေက Ace ကို move on လိုက်ပါတော့ what's next မှာဘာမှမတွေ့ဘူးသူလည်းသူ life နဲ့သူ new love နဲ့သူကိုလည်းကို life နဲ့ကို new love နဲ့ကိုဆိုတော့နော်okay ဒီ reading လေးကိုကြည့်ပြီးတော့ information တစ်ခုခုရမယ်လို့မျှော်လင့်ပါတယ် message လေးတစ်ခုရမယ်လို့မျှော်လင့်ပါတယ် reading လေးကိုကြိုက်နှစ်သက်တယ် resonate ဖြစ်တယ် energy guide တဲ့နှစ်သက်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ bye bye ကျင်သွားပြီနော်ညကြမှာ video တစ်ခုထပ်ကြည့်ပေးဦးမယ်ဘာကြည့်မလဲတော့ topic တော့မသိဘူးလို့ပဲ just pop up ပေါ့နော် okay bye bye